မင်္ဂလာပါရှင်ဒီနေ့တော့ညီမအလုပ်လေးခုပြောပြပေးမယ်နော်ပထမလို့တစ်ခုကဒီလလုကာမှာရှိတဲ့ကလေးထင်းတဲ့လုပ်ပဲဖြစ်ပါရဲ့ရှင်ခလေးလေးကယောက်ျားလေးတနည်းနဲ့6လသားရွယ်ကလေးတစ်ယောက်ရှိပါတယ်နော်ခလေးနဲ့ပတ်သက်တာများမှန်တယ်များအကောလုံးပေးရမယ်လားစာကတော့တလား1,900နားရက်4ရက်မနာရင်ထင်900ပါနောက်ထပ်တနည်းကကျတော့အိမ်ဖော်ကလေးထင်းတဲ့လို့အလုံးနေရာကတော့ထောင်လောက်မှာရှိတယ်ရှင်တထင်းနဲ့ရောက်ရှိတဲ့ကလေးလေးကနေရောက်ရှိတယ်ပေါ့နော်ခလေးလေးက2နှစ်သားရွယ်တရားနဲ့6နှစ်သားရွယ်ကလေးတရားရှိမယ်ခလေးထင်းတဲ့သူကတရားရှိထားမယ်ရှင်လာစာကတော့တလား1,900နားရက်4ရက်မနာရင်ထင်900ပေးပါတယ်နောက်ပြီးတော့ဒီစုံလုံးကောင်းမှာရှိတဲ့မင်းကလေးအိမ်အလုပ်ပဲဖြစ်ပါတယ်ရှင်အိမ်လေးထပ်တစ်ထည်3ယောက်ရှိတဲ့ကြောင်ကလေးတစ်ကောင်ရှိတယ်လာစာကတော့တလား1,200ပေးပါတယ်နားရက်4ရက်မနာဘူးဆိုရင် OT 900ပေးပါတယ်ရှင်နောက်ပြီးတော့မင်းကလေးပေါ့နော်ဈေးရောင်းတဲ့အလုပ်လုပ်နေရကတော့လာမင်ထားမှာရှိတယ်တထင်းနဲ့နေတထင်းနဲ့စားလာစာကတော့တလား1,200ပေးပါတယ်ရှင်နားရက်4ရက်မနာဘူးဆိုရင် OT 900ပေးပါတယ်နော်ဒီအလုပ်တွေကိုစိတ်ဝင်စားတဲ့ရှင်တော့လောက်ခံရုံလေးဆက်ရှင်မှာအချိန်မရွေးလောက်လာစမှတ်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်